ကောက်နေလေးပါနေကားဟိုပါဘောနော်ဟိုဆက်နေပါ shining coin နေလောက်လာမယ်နော်အောက်ကနီအောင်ဆိုတော့အပေါ်ကဟာကို gradient color တွေထားမလားပေါ့နော် gradient color ဆိုတော့ it's okay အဆင်ပြေမယ်နော်နည်းလေးပေါ့နော် gradient color ဒါမျိုးလေးဒါကြတော့အပေါ်ကနေကြာလာမယ်ဒီ rival တွေပေါ့နော်ဒါဟိုကားတွေ okay ဟုတ်ပြီ green flag ကိုနှိပ်လိုက်တာနဲ့သူကအပေါ်ကနေပြီးတော့မှဒီပုံစံကိုကြာလာနော်ဒါပေမဲ့တခုရှိတာကဘာလဲဆိုလို့ရှိရင်ဒီကြားနဲ့ဒီကြားထဲမှာဖြစ်တဲ့အတွက်ကားကြတော့ position တူမှာမဟုတ်သူကကြားတဲ့နေရာချင်းလည်းမတူဘူးနော်တွေ့ရမလားအပေါ်ကနေအောက်ကိုကြာရတော့ဟုတ်တယ်အဆုံးထိကြာပါတယ်ဒါပေမဲ့ထွက်လာတဲ့နေရာချင်းမတူဘူးတွေ့လားဟုတ်အဲ့နော်ဒီ cell ဒီဟိုပါဘောနော်အနက်အောင်ဒီလမ်းနေကြာလမ်းကြားတွေကနေတွေ့တာထွက်လာတာဟုတ်ပြီနော်အခုဒီကနေကြာလာတယ်ဒီကနေကြာရင်ကြာမယ်ပြန်လာတော့ဒီမှာဒီကနေကြာချင်းကြာဟုတ်တယ်ဒီကြိုက်တဲ့နေရာကနေကြာဒါပေမဲ့တခုရှိရဲ့ဒီကြားဒီဟာနဲ့ဒီကြားနဲ့ကြာဖြစ်ရမယ်ပေါ့နော်